အားလုံးပဲမင်္ဂလာပါဒူရီခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တဲ့အားလုံးကိုနေရစွာပြန်လဲကြိုးသွလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တဲ့အားလုံးပဲစိတ်ကြမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးဦးသက်ပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခိုင်လေးကိုတွေမတဲ့အလုံးပဲခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝေါပြီးနှိပ်ခဲ့မယ်ကြည့်ရှုနေကြတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကလည်းတယောက်ချင်းတယောက်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါပြီးနှိပ်ခဲ့ပေးကြပါအောင်နော်ကဲခိုင်လေးကိုတွေမတဲ့အလုံးအတွက်ကိုခိုင်လေးနော်ဒီညနေဆိုရင်လည်းခိုင်လေးတို့ပတ်သီးလေးနဲ့ပဲနော်ကိုတွေမတဲ့အလုံးပဲခိုင်လေးတို့ပတ်သီးလေးနဲ့ပဲကိုတွေမတဲ့အလုံးကိုအရယူနိုင်ပေးတယ်နော်ဒီညနေလည်းပတ်သီးလေးနဲ့ပဲရကြတယ်နော်ညီကိုမကြိုက်ဘဲနဲ့ခလေး10ပြည့်ကိုပိုကြိုက်မိသွားတာကိုဒီမတဲ့အလုံးပဲเนาะကဲမနေ့ကအတွက်အကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်เนาะကိုဒီမတဲ့အလုံးမနေ့ကအတွက်ကိုလည်းအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ရှင်ခလေးကိုဒီမတဲ့အလုံးကကြိုက်နေတဲ့မှုရှိလို့ရှိရင်ယူပြီးတော့ကစားထားပါเนาะကြိုက်နေတဲ့မှုရှိလို့ရှိရင်ယူပြီးတော့ကစားထားပါတကယ်လို့မကြိုက်နေတဲ့လို့ရှိရင်လည်းကိုကြိုက်နေတဲ့တဲ့ကဏ္ဍကိုကစားပါเนาะတကယ်လို့မကြိုက်နေတဲ့လို့ရှိရင်ကိုကြိုက်နေတဲ့တဲ့ကဏ္ဍကိုကစားပါเนาะကိုဒီမတဲ့အလုံးပဲကဲဒီညနေမှာ3ပိုင်3ပတ်တီးကိုเนาะပတ်ကြလို့ရကြတယ်ပေါက်ကြတယ်ဆိုတဲ့ခိုင်လေးကိုတွေမှတဲ့အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြပါဦးเนาะခိုင်လေးကိုပါလဲကောမောင်းမှာပေါက်ကြီးလေးတွေမှတ်ပေးကြပါဦးရှင့်နော်ပတိပတ်တဲ့ခိုင်လေးကိုဒီမှတွေလောက်ပဲရမှာပေါ့နော်ဒီညနေဘာပဲပြောနော်ပတိပတ်လို့ပတ်တဲ့ခိုင်လေးကိုဒီမှတွေအလုံးကတော့ရကြမှာပေါက်ကြမှာနော်ဒီညနေကိုခိုင်လေးတို့မနေ့တုန်းကလည်းပတိနဲ့ပဲရကြတယ်ဒီညနေလည်းပတိနဲ့လည်းထပ်ပြီးတော့အဆင်ပြေတယ်နော်ပတိတွေနဲ့ပဲကဲမနေ့ဖန်ကတော့တကွက်ကောင်းလေးတွေနဲ့နှစ်ကွက်ကောင်းလေးတွေနော်နှစ်ကွက်ကောင်းလေးတွေမိအောင်အကောင်းဆုံးလေးကြိုးစားထားပေးပါတယ်နော်ကိုဒီမှတွေအလုံးပဲနော်ခိုင်လေးကိုဒီမှတွေကခိုင်လေးကိုလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပြီးနော် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပြီးနော်အဲ့ဒါဆိုကြတော့မနက်ဖြန်က19ရက်5လ2026เนาะအင်္ဂါနေ့မနက်7:00နာရီမိနစ်မှာပရမဲ့ပတိက3ပတ်တိ9ပတ်တိပါเนาะ3ပတ်တိ9ပတ်တိပါ3ကြိုက်နေတဲ့တဲ့ကိုတွေမတဲ့အလုံးက3ကိုပတ်မယ်9ကိုကြိုက်နေတဲ့တဲ့ကိုတွေမတဲ့အလုံးက9ကိုပတ်မယ်3ပတ်တိ9ပတ်တိလေးเนาะ3ပတ်တိ9ပတ်တိလေးပါ3ကြိုက်နေတဲ့တဲ့ကိုတွေမတဲ့အလုံးက3ကိုပတ်မယ်9ကိုကြိုက်နေတဲ့တဲ့ကိုတွေမတဲ့အလုံးက9ကိုပတ်မယ်เนาะအခွေဒီခွန်3ည8ပြီးပါအခွေကလေးပါเนาะခွန်3ည8ပြီးပါခွေခလေးပြတဲ့ခွေဒီပူးလေးပါပါတယ်ပူးလေးပါထပ်ပြီးတော့ကစားတာပါเนาะခွန်3ည8နော်ခွန်3ည8ပြီးပါခွေခလေးပြတဲ့ခွေဒီပူးလေးပါပါတယ်ပူးလေးပါထပ်ပြီးတော့ကစားထားပါခိုင်လေးတို့အခွေကိုခွေမယ်ဆိုရင်80ခွန်8 3ည8အခဏလေးတွေကိုရမယ်နော်80ရဲ့ခွန်8ရဲ့3ည8အခဏလေးတွေကိုရပါမယ်အခွေကလည်း3ခွက်တည်းထွက်တဲ့အတွက်တော့နော်အတွက်ကြောင့်ခိုင်လေးကကိုတွေမတဲ့အလောက်ကဒီအခွေလေးကနည်းနည်းပတ်ထပ်ပြီးတော့ကစားထားနော်ကိုတွေမတဲ့အလောက်ပဲနည်းနည်းရှမ်းပြီးတော့ကစားထားပါဒီ3ပတ်ဒီ9ပတ်ဒီကိုနှလုံးစလုံးကိုမကစားနိုင်တဲ့ကိုတွေမတဲ့အလောက်ကဒီခိုင်လေးပြတဲ့ဒီ main ခွက်ကလေးတွေကိုအဓိကထားပြီးတော့ကစားနော်ပတ်ဒီကိုကစားနိုင်တဲ့ကိုတွေမတဲ့အလောက်ကနော်အကုန်လုံးကစားနိုင်တဲ့ခိုင်လေးကိုတွေမတဲ့အလောကတော့အကောင်လုံးကိုကစားပါနော်နေ့ကခိုင်လေးလိုက်လွန်တာခိုင်လေးပြောပြအောင်မယ်နော်တွလို့တန်လန်းတဲ့ခလေးမသိဘူးဖုံးကလိုင်းကြားသွားလို့ရှင်လေအဝိုင်းလဲတယ်ကွာလုံးဝအဝိုင်းမလဲဘူးအဲ့ဒီဖုံးတစ်လုံးနဲ့ကြည့်လိုက်တော့မလဲမပေါ်ဘူးအဲ့ပြီးတော့လိုင်းကျသွားတာတော်သေးတာပေါ့ခိုင်လေးကနန်းလေးတွေပြီးဆုံးအောင်ပြောသေးလို့နော်ကိုတွေမတယ်အလုံးပဲခိုင်လေးလုံးဝမသိဘူးတကယ်ပဲလိုင်းကအဲ့လိုပဲတိလားလိုင်းတိုင်းကတဲ့ရသားနဲ့ကိုတွေမတယ်အလုံးပဲထကျသွားတာလက်တော့ခိုင်လေးတော်သေးတာပေါ့တကယ်ဒီညနေလဲရင်းသားစရာနော်ကိုဒီမတယ်အလုံးပဲရင်းသားစရာခလေးပတိနေနဲ့ပဲနော်ပတိတွေနဲ့ပဲကျင့်နဲ့နေရတာကိုဒီမတယ်အလုံးကဲမနေ့ဖန်ကတော့နော်တကွက်ကောင်းလေးတွေနဲ့ယူကြမယ်နော်ကဲအသုံးနဲ့ဆိုရင်အော်ကွက်ဒီ33 5 3ခွန်38နော်3နဲ့ဆိုရင်အော်ကွက်ဒီ30ရဲ့35ရဲ့3ခွန်ရဲ့38ရဲ့ပါနော်33 5 3ခွန်38 9နဲ့ဆိုရင်90 93 95 9ခွန်နော်90ရဲ့93ရဲ့95ရဲ့9ခွန်ရဲ့ပါတော့9နဲ့ဆိုရင်ဘင်းခွက်ကလေးတွေပေါ့နော်90 93 95 9ခွန်3နဲ့ဆိုရင်33 5 3ခွန်38နော်အခွေဒီခွန်3ည8နော်ခွန်3ည8ပြီးပါခွေခါလေးပြတဲ့အခွေကအပူးလေးပါတယ်အပူးလေးပါထည့်ပြီးတော့ကစားထားမယ်နော်ခါလေးပြတဲ့အခွေအပူးလေးပါပါတယ်အပူးလေးပါထည့်ပြီးတော့ကစားထားပါနော်အဲ့ဆိုရင်တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေခိုင်လေးတစ်ခါတော့ခေါ်ပြီးတော့မယ်နော်တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေမခေါ်ပေးခင်မှာခိုင်လေးကိုတွေမတဲ့အလောက်ကနော်ဒီညနေမှာ3မိုင်3ပတ်တီးကိုရကြတယ်ပေါက်ကြတယ်ဆိုတဲ့ကိုတွေမတဲ့အလောက်ကပေါက်ကြီးလေးတွေမှတ်ပေးကြအောင်နော်ပေါက်တဲ့ကိုတွေမတဲ့အလောကိုမှတ်ခိုင်းတာမှာနော်မှတ်ပေးပါဦးပြီးတော့
လိုက်လမလေးတွေလည်းတယောက်တစ်ချက်စီပေါင်းပြီးနှိပ်ခဲ့ပေးကြပါဦးရှင် channel လေးကိုလည်း subscribe မနေရသေးရင်လည်း channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီပေါင်းပြီးနှိပ်ခဲ့ပေးကြပါဦးနော်ကဲအဲ့ဒါဆိုခါလေးဒီတစ်ခေါက်ပြီးရင်တော့ခါလေးဗီဒီယိုလေးနားမယ်နော်ခါလေးပုံမှန်တနားရီလိုက်ရှိုးရှိတယ်နော်နေ့ခင်ပိုင်းခါလေးဒီညနေပိုင်းအတွက်ကိုခါလေးညနေပိုင်းကိုဗီဒီယိုတင်တယ်ဟိုနေ့လေတနားရီဆိုရင်ခါလေးညနေအတွက်ကိုခါလေးတင်ပေးတယ်အားကြောင့်မလို့တနားရီဆိုရင်ခါလေးပုံမှန်လိုက်ရှိုးအများနဲ့ရှိပါတယ်ခါလေးကိုတွေမှားတယ်အလောကဝင်လာခဲ့ပေးကြပါဦးနော်ခါလေးတော့မနက်ဖြန်က19ရက်5လ2026အင်္ဂါနေ့မနေ့12နာရီတမီနေ့မှာပယမက်ပတ်တီလေးက3ပတ်တီ6ပတ်တီလေးเนาะ3ပတ်တီ6ပတ်တီလေးပါ3နဲ့ဆိုရင်ဩကွက်တီ33က3ခွန်38เนาะ30ရဲ့35ရဲ့3ခွန်ရဲ့38ရဲ့ပါ6နဲ့ဆိုရင်69 95 9ခွန်เนาะ90ရဲ့93ရဲ့95ရဲ့9ခွန်ရဲ့ပါအဲ့ဒါမှမခိုင်လေးအကြိုက်ဆုံးနှစ်ကွက်ကောင်းတီ38နဲ့93ပါ3နဲ့ဆိုရင်38 9နဲ့ဆိုရင်93ပါเนาะ38နဲ့93ဒီခါလေးမနက်ဘက်ကမှာအကြိုက်ဆုံးတစ်ကွက်ကောင်းမှာတစ်ကွက်ကောင်းဒီ63ဒီခါလေးမနက်ဘက်ကမှာအကြိုက်ဆုံးတစ်ကွက်ကောင်းကလေးပါเนาะကိုရီမတွေအလုံးပဲခါလေးမနက်ဘက်ကမှာအကြိုက်ဆုံးတစ်ကွက်ကောင်းဒီ63ဒီတစ်ကွက်ကောင်းနှစ်ကွက်ကောင်းဒီ38နဲ့93เนาะအခွေဒီခွန်3ည8ပြီးပါအခွေကလေးเนาะခွန်3ည8ပြီးပါအခွေခါလေးပြတဲ့အခွေဒီအပူလေးပါပါတယ်အပူလေးပါထည့်ပြီးတော့ကစားထားပါเนาะခွန်3ည8ကိုခါလေးတို့ခွင့်မဲ့ဆိုရင်80ခွန်8 3ည8အခဏလေးတွေကိုကြမယ်เนาะခါလေးကကိုရီမတွေအလုံးပဲအပူလေးပါနဲ့ပါထည့်ပြီးတော့ကစားထားအောင်နော်ကိုကိုရဲ့3ညရှင်းရှင်းနဲ့ပါရမ်းပြီးတော့ကစားထားမယ်နော်ကိုဒီမလည်းအလုံးပဲကဲအဲ့ဒါဆိုရင်ခါလေးရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရင်နာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအလုံးပဲစိတ်ကျန်းသာခြင်းကိုကြီးကျမကြီးများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့တိုင်းလို့ကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေနော်မနေ့ဘက်ကမှလည်းတော့ကောင်းလေးတွေအော်ခွက်ကလေးတွေနဲ့ရကြပါစေပေါက်ကြပါစေလို့ခါလေးစမုံကောင်းတောက်ပေးလိုက်ပါတယ်ရင်ကဲအလုံးပဲခွက်လိုက်ပါနော်ကိုဒီမလည်းအလုံးပဲဘိုင်ဘိုင်ပါ